မင်္ဂလာပါကျွန်တော်ကတော့ Evan ဖြစ်ပါတယ်ဒီနေ့မှာတော့ပြည်သက်တွေအတွက်အီတလီနိုင်ငံရဲ့ Rome မြို့နဲ့ပတ်သက်ပြီးတော့ကျွန်တော်လေပတ်ခဲ့တာတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ် Rome မြို့ရဲ့အဓိက highlight နေရာတွေကိုမပြောခင်မှာဒီ Rome မြို့နဲ့ပတ်သက်ပြီးတော့တည်ထိုက်တဲ့အချက်လက်တချို့ကိုအရင်ဆုံးပြပြပေးချင်ပါတယ်ခင်ဗျာRome ဆိုတာကတော့ဗျာဒီအီတလီရဲ့ capital city အဓိကမြို့တော်ပဲ Lazio လို့ခေါ်တဲ့တိုင်းမှာရှိပြီးတော့ Lazio တိုင်းအတွက် capital မြို့တော်ဖြစ်တယ်လို့မျိုးအီတလီနိုင်ငံအတွက်လည်း capital မြို့တော်ဖြစ်တယ်တီဘာလို့ခေါ်တဲ့မြစ်ရဲ့လမ်းကြောင်းပေါ်မှာတည်ရှိပြီးတော့လူဦးရေက 2.8 မီလီယံကျော် 3 သန်းနီးပါးတည်ရှိတဲ့မြို့တစ်မြို့ဖြစ်တယ်Rome ဆိုတဲ့မြို့ကတော်တော်လေးကိုကြာခဲ့ပြီးဟိုးရင်ရောမခေတ်တုန်းကရောမသားတွေကနိုင်ငံတွေအများကြီးကိုသိမ်းပိုက်ထားပြီးတော့လုံးဝကို Roman Emperor ဆိုပြီးတော့ဖြစ်ထွန်းကြတဲ့ကတည်ထောင်ထားတဲ့မြို့ဖြစ်တယ်အဲ့အတွက်ကြောင့်လေဗျာဒီ Rome ဆိုတဲ့မြို့ကို Eternal City ပေါ့နော်ဘယ်တော့မှပြတ်ပြဲသွားမှာမဟုတ်တဲ့မြို့တစ်မြို့လို့တင်စားခေါ်ဝေါ်ကြတယ်ဘာဖြစ်လို့လဲဆိုတော့ဗျာမြို့တည်ထားတာအရန်ကိုကြာနေပြီဖြစ်နေလို့ပဲ Roman Empire မတိုင်ခင်ကတည်းကဒီ Rome မြို့ကရှိရလို့ပြောရမယ်ပေါ့နော်ဒီမြို့ကဘယ်လိုမျိုးစပြီးတည်ထောင်ခဲ့လဲဆိုတာကတော့မသိကြဘူးဒါပေမဲ့ဒဏ္ဍာရီတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့ Romulus နဲ့ Remus တို့ရဲ့ညီကိုနှစ်ယောက်ကနေပြီးတော့အကြောင်းခံပြီးဒီမြို့ကိုတည်ခဲ့တာဒီနှစ်ယောက်ကဘယ်သူတွေလဲဆိုတော့ဗျဝင်းပလွေလိုအသွင်ပြောင်းလို့ရတဲ့အမျိုးသမီးတစ်ယောက်ကမွေးစားထားတယ်ဆိုပြီးတော့လဲဒဏ္ဍာရီထဲမှာပြောထားတယ်အဲ့ Romulus နဲ့ Remus တို့ရဲ့ညီကိုနှစ်ယောက်ရှိတဲ့အချိန်မှာဗျဒီ Romulus က Remus ကိုတတ်လိုက်တယ်နောက်ပြီးတော့ Romulus ကပထမဆုံး Rome ရဲ့ဘုရင်ဖြစ်လာတယ်ဆိုပြီးတော့ဒဏ္ဍာရီတွေရှိတယ်ဒါပေမဲ့အဲ့ဒဏ္ဍာရီကိုတကယ်တမ်းထောက်ပြနိုင်တဲ့သမိုင်းအချက်လက်တွေရှိလားဆိုတော့မရှိဘူးလို့ပဲပြောရမယ်ပေါ့နော်ဆိုလိုတာကဗဇက်ဒဏ္ဍာရီသဘောမျိုးပဲပေါ့ဗျာနောက်ပိုင်းကျတော့ဗျာဒီ Roman Kingdom တွေပါတယ်ဖြစ်ပြီးတော့ Roman Emperor မတိုင်ခင်မှာဟိုလူကသိမ်းလိုက်ဒီလူကသိမ်းလိုက်ဂျားထဲမှာတိုက်ပွဲတွေအများကြီးဖြစ်တယ်ဒါကလည်းဗျာ Rome မြို့ဆိုတာကအချက်ကြာတဲ့နေရာမှာတည်ထားတဲ့မြို့ဖြစ်တာကြောင့်လူတိုင်းကလိုချင်တဲ့သဘောမျိုးပေါ့နော်နောက်ပြီးတော့ဗျာအရန်ကိုလှပတဲ့မြို့တစ်မြို့ဖြစ်တာကြောင့်အင်အားကြီးရဲ့စစ်တပ်တွေကလာလိုက်သိမ်းလိုက်အဲ့လိုမျိုးစစ်ပွဲပေါင်းများစွာဖြစ်ပြီးတော့ကမ္ဘာသမိုင်းမှာတော်တော်လေးကိုနာမည်ကြီးတဲ့ Julius Caesar ရဲ့ခေတ်ကိုရောက်တော့မှအဲ့မှာကျွန်တော်ဖြတ်ပြောရမယ်ဆိုလို့ရှိရင် Roman Emperor မှာ Caesar ဆိုတာဘုရင်ကိုခေါ်တာဗျာအဲ့ Julius ဘုရင်လက်ထက်ရောက်တော့မှပဲဒီ Rome မြို့ကတော်တော်လေးကိုကြီးပြီးတော့ expansion ဖြစ်လာတယ်သူ့လက်အောက်မှာပဲ Rome ကတော်တော်လေးကိုအင်အားကြီးအောင်သူချဲ့နိုင်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ Julius Caesar ကိုတော့ ဧကရာဇ်တပါးအနေနဲ့သတ်မှတ်ခြင်းမခံခဲ့ရဘူးနောက်တက်လာတဲ့ဘုရင်ကိုတော့ Octavian လို့ခေါ်တယ် Octavian က Augustus Caesar ဆိုပြီးတော့နာမည်ခေါ်တွင်ပြီးတော့ဘုရင်တပါးအနေနဲ့သူကအုပ်ချုပ်တယ်Augustus ခေတ်မှာ Rome ကပိုလှပသွားအောင်သူကဆက်လုပ်နိုင်ခဲ့တယ်အဲ့ဒီဘုရင် Augustus Caesar ကဘာပြောလဲဆိုတော့သူ Rome မြို့ကိုစရတော့ကအုတ်ခဲတွေနဲ့စောက်ထားတဲ့မြို့တစ်မြို့ကိုရခဲ့တယ်ဒါပေမဲ့သူ့လက်ထဲမှာသူဘယ်လိုမျိုးအနေနဲ့ပြန်ပြီးခြံထားနိုင်ခဲ့လဲဆိုတော့ကြောက်ပြားတွေနဲ့အလှဆင်ပြီးတော့ခြံထားနိုင်ခဲ့တယ်လို့ပြောခဲ့တယ်ဆိုတော့ Augustus Caesar ရဲ့လက်ထက်မှာ Rome ကတော်တော်လေးကိုလှသွားတဲ့သဘောမျိုးပေါ့ဗျာအဲ့လိုမျိုးလှလှပပတွေဖြစ်ပြီးတဲ့နောက်ပိုင်းမှာနောက်ပိုင်းတက်လာတဲ့ Emperor တွေကနေပြီးတော့ဒီ Rome မြို့ကိုအရန်ကိုလှပတဲ့ရုပ်ထုကြီးတွေ gate တွေ temple တွေအများကြီးဆောက်လုပ်ထားခဲ့တယ်ပေါ့ဗျာဒီ Roman Emperor ကြီးကဂျားထဲမှာအင်အားကြီးလိုက်တေးသွားလိုက်နေနောက်ဆုံးဒီ Roman Emperor ကြီးပျောက်ကွယ်သွားတဲ့အချိန်မှာ Rome ကလှသေးတယ်ဒါပေမဲ့ Roman Emperor ကြီးတကူထွားနှုံးလောက်တော့မလှတော့ဘောနော်ဒါပေမဲ့နောက်ပိုင်းကျတော့ Christian ဘာသာရေးပုပ်ရဟန်းမင်းကြီးတွေလက်ထက်ရောက်တော့မှာပဲ Rome ကပြန်လဲပြီးတော့နောက်တစ်ချိန်ပြန်ထွန်းကားလာခဲ့တယ်အဲ့ကနေမှဗျာဒီ Rome မြို့ကိုပကြီးဆရာတွေဗပုဆရာတွေကလုံးဝလှပအောင်ပြင်ခဲ့တယ်အဲ့နာမည်ကြီး artist တွေထဲမှာဆိုလို့ရှိရင်အရန်ကိုနာမည်ကြီးရဲ့ပကြီးဆရာကြီး Leonardo da Vinci ပြီးတော့ Michelangelo စတဲ့လုံးဝကို legendary painter တွေ artist တွေက Rome ကိုအရန်ကောင်းအောင်အရန်လှပအောင် contribution လုပ်နိုင်ခဲ့တယ်အခုခေတ်မှာတော့ Rome မြို့ဆိုတာကဗျာဒီဥရောပကိုသွားလည်မယ်ဆိုလို့ရှိရင်မလဲမဖြစ်လဲတဲ့နေရာတစ်ခုဖြစ်လာပြီနောက်ပြီးတော့ဗျာဒီနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့နောက်တခြားအမှုပညာတွေရိုးရာ traditional နဲ့ပတ်သက်ပြီးတော့သွားကြည့်တဲ့မြို့တစ်မြို့ဖြစ်လာပြီကမ္ဘာကုလသမဂ္ဂကလည်းဒီ food and agriculture ပေါ့နော်ဒီအစားအသောက်နဲ့စိုက်ပျိုးရေးကဏ္ဍပိုင်းနဲ့ပတ်သက်ပြီးတော့ Rome မြို့မှာရုံးချုပ်တည်ထားတယ်ဖုန်ကြီးကျောင်းတွေနန်းတော်တွေပြတိုက်တွေလည်းအများကြီးရှိတယ်နောက်ပြီးတော့ gladiator တွေပေါ့နော်လုံးဝ fighter တွေကဒီ Colosseum လို့ခေါ်တဲ့ arena ကွင်းပြင်ကြီးထဲမှာသူသေးကိုသေးချင်းသေးနဲ့လည်းချလူတွေနဲ့လည်းချအဲ့လိုမျိုး black spot တွေကစားခဲ့တဲ့ကွင်းပြင်ကြီးလည်းရှိတယ်အခုကျွန်တော်ဆက်ပြီးတော့ပြောပြမှာကတော့အဲ့ဒီ gladiator တွေသူသေးကိုသေးတိုက်ပွဲဝင်ခဲ့တဲ့ arena ကြီးဖြစ်တဲ့ Colosseum လို့ခေါ်တဲ့ကွင်းပြင်ကြီးကျောင်းကိုကျွန်တော်ဆက်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်Colosseum ဆိုတဲ့ arena ကြီးပေါ့နော်ဒီ Rome ရဲ့ Colosseum ဆိုတာကဗျာဒီ Rome မြို့ရဲ့စိတ်ဝင်စားစရာအကောင်းဆုံးစရင်းထဲမှာပါတဲ့ရှေးခေတ်အဆောက်အဦတစ်ခုပေါ့ဗျာအားလုံးပဲမင်္ဂလာပါနော်အခုရောက်နေတဲ့နေရာကတော့အီတလီနိုင်ငံရဲ့တကယ်ကိုအထင်ကြီးအဆောက်အဦဖြစ်တဲ့ Colosseum ပါပေါ့ Colosseum ကဆိုရင်အားလုံးသိပြီးသားဖြစ်တဲ့အတိုင်းပဲကမ္ဘာအံ့ဖွယ်9ခုတည်းကတစ်ခုအပါဝင်လည်းဖြစ်တာသိပြီးသားဖြစ်မှာပေါ့ပြီးတော့ဒီ Colosseum ဆိုရင်အဲ့ဒီခေတ်ကရောမဘိတုကပညာတွေကဘလောက်တောင်ထွန်းကားလဲဆိုရင်ကွင်းတွေကတစုံတရာကိုပြောလိုက်လို့ရှိရင်ဒီတကွင်းလုံးကနေပြီးတော့ဘာမှမိုက်ခရိုဖုန်းစနစ်မလိုဘဲနဲ့တကွင်းလုံးပဲ့တင်တဲ့အတူကြားတာကိုအံ့ဩစရာတွေ့ရတယ်ဗျဒီကွင်းကြီးကဘလောက်တောင်မှကြာခဲ့ပြီလဲဆိုတော့ AD 80ခုနှစ်ကစပြီးတော့စောက်ခဲ့တာဆိုတော့ကျွန်တော်တွက်ကြည့်မယ်ဆိုလို့ရှိရင်နှစ်ပေါင်းကထောင်နဲ့ချီနေပြီ Colosseum ဆိုတာကြီးကဗျာလူပေါင်း9000ကျော်စတဲ့ကွင်းကြီးပဲ
Coliseum ကိုနောက်တစ်မျိုးအနေနဲ့ Flavian Amphitheater လို့လည်းခေါ်တယ်အထဲမှာကဘယ်လိုပုံစံမျိုးလဲဆိုတော့ကျွန်တော်ဒီဘောလုံးကွင်းလိုပုံစံမျိုးပေါ့နော်ပတ်ပတ်လည်မှာကထိုင်ကုန်တွေရှိမယ်ထိုင်ကုန်တွေကဆက်ဝိုင်းပုံသဏ္ဍာန်ရှိပြီးတော့တဖြည်းဖြည်းနဲ့နှိမ့်သွားပါတော့ပို့ပြီးနှိမ့်လေး arena နဲ့ပို့ပြီးတော့နီးလေးလူသက်ကွင်းကိုပို့ပြီးမြင်ရလိမ့်မယ် Coliseum ကိုစောက်ထားတာကဘာနဲ့နီးစပ်လဲဆိုတော့ဒီဘောလုံးကွင်းတွေလိုမျိုးမြေအောက်မှာအခန်းတွေရှိတယ် gladiator တွေက fight တော့မယ်ဆိုလို့ရှိရင်လက်နက်တွေဘာတွေအဲ့ခန်းတွေထဲမှာပြင်ဆင်ကြတယ်ချင်းသေးတွေနဲ့ချမယ်ဆိုလို့ရှိရင်လေဒီမြေအောက်ခန်းထဲမှာပဲချင်းသေးတွေကိုဖမ်းထားရဗျာချရမယ်ဆိုတော့မှသူတို့ကဒီမြေအောက်ခန်းထဲကနေအပေါ်တဖြည်းဖြည်းတက်လာပြီးတော့ Coliseum ကွင်းကြီးတကားပေါက်ကနေပြီးတော့သူတို့ကထွက်လာတယ်ပြီးတော့မှကွင်းထဲမှာချကြရပေါ့ဗျာအခုဆိုလို့ရှိရင် Coliseum ကနှစ်ပေါင်း2000ကျော်သွားပြီဒါပေမဲ့အခုချိန်ထိ Rome မြို့ရဲ့လူတွေစိတ်ဝင်စားဆုံး attraction တစ်ခုအဖြစ်ရှိနေတော့မယ်နောက်တစ်ခုကဘာလဲဆိုတော့ဗျာဒီ Piazza Navona ပေါ့နော် Piazza Navona ကဘာလဲဆိုတော့ဒီ Times Square လိုမျိုးအလဲကျတဲ့နေရာတစ်ခုပေါ့နော်ဥပမာနဲ့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်ရန်ကုန်မှာဆိုလို့ရှိရင်စူးလေက Square တော့မဟုတ်ပေမဲ့အဓိက Central ကျတဲ့အလဲလိုနေရာမျိုးပေါ့ဗျာအဲ့လိုမျိုးနေရာတော့ Rome မှာက Piazza Navona လို့ခေါ်တယ်အဲ့နေရာလည်းတကယ်တမ်းတော်တော်ကြာပြီဗျာဘယ်တော့ကြာပြီလဲဆိုတော့ဟိုးရှေးခေတ် First Century ပေါ့နော် First Century ဆိုတာကနှစ်ပေါင်း100ကျော်လောက်ပေါ့နော်အဲ့ဒီနှစ်100ကနေပြီးတော့နောက်ထပ်နှစ်ပေါင်း300လောက်အထိကို Rome မှာအဲ့ဒီ Piazza Navona ဆိုတာက Rome မြို့ရဲ့စူးလေသဘောမျိုးပဲလုံးဝကို center piece သဘောမျိုးပေါ့နော်အဲ့နေရာလှလဲတော်တော်လှရဗျာပြီးတော့အဲ့နားမှာကအဓိကဈေးကွက် market တစ်ခုအနေနဲ့ဗျာ busy အဖြစ်ဆုံးပေါ့နော်လူသွားလူလာအများဆုံးနေရာလည်းဖြစ်တယ်အဲ့အတွက်ကြောင့် sign တွေအများဆုံးလည်းရှိတယ်အဲ့နေရာကိုသွားလို့ရှိရင်အစုံမြင်ရမယ်ပေါ့နော်ဘာတွေလဲဆိုတော့ဗျာအစာအုပ်လှပတာတွေလည်းအများကြီးမြင်ရမယ်နောက်ပြီးတော့ဗျာလမ်းပေါ်မှာ performance လုပ်နေတဲ့ street artist တွေပေါ့နော်အဲ့ street artist တွေကလည်းဗျာပုံစံမျိုးစုံနဲ့ဖျော်ဖြေနေတာကိုကျွန်တော်တို့မြင်ရမယ်မုတ်ဆိုင်တွေလည်းအများကြီးရှိရယ်နောက် tourist တွေလည်းအများကြီးမြင်ရမယ်ပေါ့နော်နောက်ပြီးတော့သူ့ရဲ့အလဲတက်တဲ့မှာ fountain တစ်ခုရှိရဗျာဒါပေမဲ့အဲ့ဒီ fountain ဆိုလို့နောက်ထပ် fountain တစ်ခုအကြောင်းကျွန်တော်တို့နောက်မှထပ်ပြီးတော့ပြောပြမယ်လက်ရှိအနေနဲ့ကတော့ဒီ fountain ကဘာလဲဆိုတော့တော်တော်လေးကိုအရန်လှတယ်အဲ့ center ပေါ့နော်ဒီ square ရဲ့အလဲတက်တဲ့မှာရှိရအဲ့ဒီ fountain ကို Fontana de Quattro Fiumi လို့ခေါ်တယ်အဲ့ဒီ fountain ကဘာတွေထူးဆန်းနေလို့လဲပေါ့နော်ဆိုတော့ဒီ Egypt ဘက်ကနေပြီးအဲ့လိုပုံစံတွေကိုယူပြီးတော့ဒီ fountain ကိုစောက်ထားတာ artist ကဘာကိုအဓိကပုံဖော်ချင်တာလဲဆိုတော့ဗျာညစ်လေးစင်းရဲ့ဘယ်လောက်ထိအင်အားကြီးမားပြီးတန်ဆွမ်းလဲဆိုတာကိုအဓိကပုံဖော်ချင်တာအဲ့အတွက်ကြောင့်လဲ artist ကအရန်ကိုတန်ဆွမ်းပြီး mastery ပြည့်နေတဲ့လူပုံစံရုပ်ထုကြီးတွေနဲ့ပုံဖော်ထားတယ်ဆိုတော့အဲ့မြစ်လေးစင်းကတော့ Nile မြစ် Ganges မြစ် Danube နဲ့ Plate လှသွားတယ်ဒါပေမဲ့အဲ့လိုမျိုးသူတို့ပြုတ်ပြနေဆိုပေမဲ့သူတို့ကရှေးခေတ်အမှုပညာလက်ရာတွေကိုလုံးဝမဖြတ်စည်းပစ်လိုက်ဘူးအဲ့ဒီ fountain ကဗျာဒီရှေးခေတ်အမှုပညာလက်ရာတွေကအရန်ပြောင်မြောက်ပြီးတော့အရန်မိုက်တယ်ပြီးတော့ဗျာဒီ fountain နဲ့ပတ်သက်လာလို့ရှိရင်ရိုးရာတစ်ခုလည်းရှိရဗျာအဲ့ဒါကဘာလဲဆိုတော့ဒီရေကန်တွေကိုကျွန်တော်တို့ကအကျွေးစီးတစ်စီးပစ်ထည့်ပြီးတော့ဆူတောင်းလိုက်မယ်ဆိုလို့ရှိရင်ဒီ Return to the Eternal City Rome ပေါ့နော်ဆိုလိုတာကဒီ Rome မြို့ကိုကျွန်တော်တို့ကပြန်ရောက်မယ်ဒါမှမဟုတ်လို့ရှိရင်အကျွေးစီးနှစ်စီးပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကပစ်ထည့်လိုက်လို့ရှိရင်သူ့ရဲ့အဓိပ္ပာယ်ကကြတော့ Return Rome fall in love ပေါ့နော်ဆိုလိုတာဒီ Rome ကိုလည်းပြန်လာရမယ်ကျွန်တော်တို့ကဟိုအချစ်နဲ့လည်းတွေ့မယ်ပေါ့နော်အဲ့ဒါပြီးတော့3 coin ကိုကျွန်တော်ပြစ်ထည့်လိုက်မယ်ဆိုလို့ရှိရင်တော့ return to Rome find love and marry ပေါ့နော်ဆိုလိုတာဗျာ Rome ကိုလည်းပြန်ရောက်မယ်အချစ်ကိုလည်းရှာဖွေတွေ့ရှိမယ်ပြီးတော့အဲ့အချစ်နဲ့ပဲလက်ထပ်ရမယ်ပေါ့ဗျာမိုက်တယ်နော်အဲ့ဒီရိုးရာထုံနှံ့အစင်လာတွေကိုလူတချို့ကလည်းသိကြရဗျာတချို့ကြောက်လည်းသိချင်မှသိကြလိမ့်မယ်ပေါ့နော်ဒါပေမဲ့အဲ့ရေကန်ရှေ့မှာတော့ coin ပစ်တာတွေအကျွေးစီးပစ်တာတွေကလည်းလုံနေလူဆိုတာမျိုးကဗျာဘယ်လိုမျိုးလဲဆိုတော့အရန်လဲကြမ်းတမ်းပြီးတော့ပြင်းထန်တာမျိုးဖြစ်နိုင်တယ်လို့မျိုးနောက်တစ်ဖက်ကပြန်စဉ်းစားလို့ရှိရင်လည်းအရန်ကိုညင်တာရပြီးတော့ relaxing ဖြစ်တဲ့နေရာမျိုးလည်းဖြစ်နိုင်တယ်သူကဗျာဒီ fountain မှာအဓိကပုံဖော်တာကဘာလဲဆိုတော့ Oceanus လို့ခေါ်တဲ့ sea god ပေါ့နော်Oceanus လို့ခေါ်တဲ့ပင်လယ်နတ်ဖျားရုပ်ထုကြီးကိုသူကပုံဖော်ထားပြီးတော့ဒီပင်လယ်နတ်ဖျားကြီးကဗျာဒီမြင်းလဲပေါ်မှာသူကစီးနေတာအဲ့မြင်းလဲကိုကြတော့မြင်းတက်ကောင်ကဆွဲတဲ့ပုံစံမျိုးလှုပ်ထားရပါတော့မြင်းတက်ကောင်ကကြတော့ဗျာအရန်ကိုမန်ဖီပြီးတော့ကြမ်းတမ်းတဲ့အသွင်သဏ္ဍာန်မျိုးသူကထုလုပ်ထားတယ်နောက်တစ်ကောင်ကကြတော့အရန်ကိုလိမ်မာပြီးတော့ပျော့ပြောင်းတဲ့ပုံစံမျိုးသူကထုလုပ်ထားတယ်အဓိပ္ပာယ်ကတော့ဗျာဒီပင်လယ်ကြီးမှာရှိတဲ့သဘာဝတရားရဲ့အစွန်းနှစ်ဖက်ကိုသူကပုံဖော်ထားတာပေါ့ဗျာနောက်ပြီးတော့ဆက်နေတာကဒီ fountain ကလာတဲ့ရေတွေက Aqua Viago လို့ခေါ်ရပါတော့အဲ့ဒီ Aqua Viago ဆိုတာ1 century ပေါ့နော်100ရာစုနှစ် BC လောက်ခရဲကဒီမြေအောက်ထဲမှာစောက်ထားတဲ့ရေတူလောင်ကန်ဆိုတာရှိတယ်အဲ့ဒီရေတူလောင်ကန်တွေကနေပြီးတော့ဒီ fountain စီလာတာဆူတောင်းပြတာလည်းမပြောနဲ့ဗျဒီ fountain ထဲမှာရှိတဲ့ရေတွေကလေတာမန်ရေတွေတော့မဟုတ်ဘူးဗျနောက်ပြီးတော့ Trevi Fountain ဆိုတာကဘာလဲဆိုတော့ဗျ Trevi လို့သူတို့ကပြောချင်တာပေါ့နော်အဓိပ္ပာယ်ကဘာလဲဆိုတော့လမ်း3လမ်းကိုသူကပြောချင်တာ Tre ဆိုတာ3ဗျVe ဆိုတာလမ်းကိုပြောတာဆိုလိုတာလမ်း3လမ်းကဒီ fountain မှာစုံကြတယ်အဲ့ဒီရေကန်ကလမ်း3လမ်းစုံတဲ့လမ်းစုံသဘောမျိုးဖြစ်နေတာပေါ့ဗျာ Okay နောက်ဆုံးတစ်ခုကျွန်တော်ပြောချင်တာကတော့ Ice Club Roma ပေါ့နော် Ice Club Roma ဆိုတာကတော့ဗျာ club တစ်ခုလုံးကိုရေခဲတွေနဲ့စောက်ထားတဲ့ night club တစ်ခုပဲအားလုံးမိလာတော့အခုရောက်နေနေရတော့ရောမမြို့မှာရှိတဲ့ Ice Cube ဆိုတဲ့ club ပေါ့ဆန်းတာတစ်ခုက club တစ်ခုလုံးကရေခဲနဲ့လုပ်ထားတယ်အေးချက်ကတော့ရက်ဆက်ပဲကဲကြည့်လိုက်အောင်
ရောမမျိုးရောက်တယ်ဆိုလို့ရှိရင်ဗျာကိုက night out တွေပါဝါသနာမပါဘူးဒါမှမဟုတ်လေတောက်တာစားရိုက်ပါဝါသနာမပါဘူးဗျာလိုပဲပပလေးပဲပုတ်တက်တယ်ဆိုရင်တော့မှသွားကိုသွားတဲ့ night club တစ်ခုလို့ကျွန်တော်ပြောချင်တယ်ဝင်ကြီးရတော့ဗျာကျွန်တော်ရောက်တော့ဆိုလို့ရှိရင်15ယူရိုလောက်ပေးရပါနော်15ယူရိုပေးလိုက်လို့ရှိရင်ဗျာဒီ club ရဲ့အဝင်ဝမှာသူတို့အထဲမှာဝတ်ဖို့အတွက် thermal cape လို့ခေါ်တဲ့အနွေးတဲ့သဘောမျိုးခြုံတယ်ကြီးပေးတယ်နောက်ပြီးတော့ဒီ free cocktail ပေါ့နော် cocktail တစ်ခွက်ပေးတယ်15ယူရိုပေးလိုက်လို့ရှိရင်အဲ့နှစ်ခုကိုကရရဗျာပြီးတော့အထဲရောက်သွားလို့ရှိရင်ကိုရထားတဲ့ cocktail ကကုန်သွားပြီဆိုလို့ရှိရင်လေနောက်ထပ် cocktail တစ်ခွက်ကို free ထပ်ပြီးတော့တွားယူလို့ရတယ်အဲ့နောက်မှာဗျာဒီ cocktail နှစ်ခွက်လုံးကုန်သွားလို့ကိုကထပ်တောက်ချင်တယ်ဆိုလို့ရှိရင်တော့အထဲမှာ cocktail တစ်ခွက်ကို5ယူရိုပေးရတယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးကိုကျွန်တော် break down လုပ်ကြည့်မယ်ဆိုလို့ရှိရင်ဗျာဝင်ကြီးကြီးပဲ15ယူရိုလောက်ပေးရတယ်ဆိုရင် cocktail တစ်ခွက်ကိုတို့က5ယူရိုရောင်းတာဆိုတော့ဗျာ free ကနှစ်ခွက်ရတယ်ဆိုတော့ဝင်ကြီးနေနေကတယောက်ကို5ယူရိုပဲပေးရတဲ့သဘောမျိုးဖြစ်သွားတယ်မစိုးဘူးဗျာကျွန်တော်ကတော်တော်တန်တယ်လို့မြင်နေပေါ့နော်နောက်တစ်ခုကောင်းတာကဘာလဲဆိုတော့ဗျအဲ့ဒီမှာလုပ်တဲ့ step တွေကလည်းဒီ tourist တွေနဲ့အမြဲတမ်းဆက်ဆံနေရလို့လားမသိဘူးသူတို့ကတော်တော်ယဉ်ကျေးတယ်ကိုကဘာသိကျင်လဲဘာမေးကျင်လဲပေါ့နော်သူတို့ကပြန်ပြီးတော့ပြောပြပေးရဲ service ကလည်းတော်တော်ကောင်းတယ်လုံးဝကို cool ဖြစ်တဲ့ club ပေါ့နော်ပြီးတော့ decoration တွေကလည်းအရန်မိုက်တယ်ဗျာဟိုရေခဲနဲ့စောက်ထားလို့နည်းနည်းလေးအေးတယ်ဆိုပေမဲ့ရေခဲနဲ့ထုထားရုပ်ထုတွေအထက်မှာအများကြီးပဲရှိရဲနောက် Julius Caesar ရုပ်ထုတော်မှာကျွန်တော်တွေ့ခဲ့သေးရပေါ့နော်ဒါကြောင့်ကျွန်တော် Rome ကိုရောက်လို့ရှိရင်တော့ Ice Cube Roma လို့ခေါ်တဲ့ရေခဲ night club ကိုသွားကြပါလို့ကျွန်တော်တိုက်တွန်းချင်ပါတယ်ခင်ဗျာတကယ်လည်းတော့ဗျာဒီ Rome မြို့မှာကတခြားစိတ်ဝင်စားစရာပြတိုက်တွေ temporary နောက်နန်းတော်တွေပေါ့နော်အဲ့အကြောင်းတွေကအများကြီးကျန်တယ်ပြောလို့ရှိရင်ဗီဒီယိုတစ်ခုလေးနဲ့ဘယ်လို့မှပြီးမှာမဟုတ်ဘူးဒါပေမဲ့ဒီဗီဒီယိုလေးကလည်းရှည်နေပြီဖြစ်တဲ့ကြောင့်ဗီဒီယိုလေးကိုဒီမှာပဲကျွန်တော်အဆုံးသတ်ပေးချင်ပါတယ်ခင်ဗျာနောက်ပိုင်းမှာလည်းကျွန်တော်အချိန်ရလို့ရှိရင်ဒီ gondola လှေလေးတွေကိုစီးပြီးတော့ carnival မျက်နှာဖုံးလေးတွေကိုတက်ပြီးတော့မြို့ထဲမှာပဲကာပွဲတွေပြည့်နှက်နေပြီးတော့အရန်ကို romantic ဆန်တဲ့ Venice မြို့ရဲ့အကြောင်းကိုကျွန်တော်ကတင်ဆက်ပေးပါဦးမယ်ခင်ဗျာကျွန်တော်တို့ America မြန်မာကိုအားပေးတဲ့ပရိသတ်တယောက်ချင်းတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်များမှာလည်းကျွန်တော်တို့ကဒီထက်ပိုပြီးစိတ်ဝင်စားစရာကောင်းမွန်တဲ့ဗီဒီယိုတွေကိုတင်ဆက်ပေးမှာဖြစ်တဲ့အတွက်ပရိသတ်များကအားပေးကြပါအောင်လို့ကျွန်တော်ကပြောကြားလိုပါတယ်ခင်ဗျာအကယ်၍ဒီဗီဒီယိုလေးကိုကြိုက်တယ်ဆိုလို့ရှိရင်လည်း like and share လုပ်ပေးဖို့ကျွန်တော်ကထပ်မံတောင်းဆိုလိုပါတယ်ပရိသတ်များအားလုံးအတွက်ကောင်းမွန်တဲ့နေ့လေးတစ်နေ့ဖြစ်ပါစေခင်ဗျာ